မင်းရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမဲ့မြင်းဖြူလေးကိုရှာဖွေတွေ့ရှိပါရွှေရင်အေးကမင်းကအလိုတော်ပြည့်မြင်းဖြူလားလို့မေးလိုက်တဲ့အခါမြင်းလေးကခေါင်းညိပြီးဟုတ်တယ်လို့ဖြေလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆန္ဒတွေကိုပြည့်စေဖို့ရွှေရင်အေးရဲ့အကူအညီကိုလိုအပ်နေပါတယ်မြင်းလေးရဲ့ခြေထောက်မှာတန်ကြိုးတွေနဲ့ချီနှောင်ခံထားရပါတယ်ရွှေရင်အေးကတန်ကြိုးတွေကိုဖြည့်ပေးဖို့ကူညီခဲ့ပါတယ်အတူတကွပူးပေါင်းဆောင်ရွက်ခြင်းရဲ့အရေးပါပုံကိုပြသနေပါတယ်ရွှေရင်အေးနဲ့မြင်းဖြူလေးတို့ရဲ့စွန့်စားခန်းကဘလို့ဖြစ်လာမလဲသူတို့ရဲ့ခရီးလမ်းမှာဘလို့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမလဲသူတို့ရဲ့ဆန္ဒတွေပြေဝလာမလားဆိုတာစောင့်ကြည့်ကြရအောင်မင်းရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အခုပဲဒီဗီဒီယိုကို like share လုပ်ပြီး comment မှာမင်းရဲ့ဆန္ဒတွေကိုရေးခဲ့ပါနောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ဗီဒီယိုတွေအတွက် subscribe လုပ်ဖို့မမေ့နဲ့နော်